မှစပြီးတော့အလွတ်လွတ်မဲ့သူတွေအခုမှစပြီးတော့ဝင်ငွေရှာမဲ့သူတွေပါလာပါတယ်ဆိုရင်ကိုကပေါ့နော်ဘယ်လိုအလုံးမျိုးနဲ့ဝင်ငွေကိုရှာချင်တယ်လဲဘယ်လိုဘဝမျိုးမှာနေပြီးတော့ဝင်ငွေကိုရှာချင်တယ်လဲဆိုတာတိဖို့အရေးကြီးတယ်အလုပ်တန်းမှာဝင်ငွေရတယ်အဲ့တော့ကိုကဝင်ငွေရဖို့ဆိုတာတဲ့ပေါ့ဘယ်လိုအလုပ်မျိုးနဲ့ဒီငွေကိုရှာချင်တယ်လဲဘယ်လို lifestyle မျိုးနဲ့ဒီဝင်ငွေကိုရှာချင်တယ်လဲဆိုတာတိဖို့အရေးကြီးပါတယ်ဥပမာမိစားဆိုရင်ဆီယာမအလုပ်လုပ်တယ်ဦးလိုင်းပေါ်မှာအထက်လေးတွေရောင်းနေမိစားရဲ့တလဝင်ငွေကမိစားရဲ့မိဘတွေရဲ့တုံးပုတ်ပိုတပူလာတော့မရှိဘူးဒါပေမဲ့မိစားရဲ့မိဘတွေကြောင့်ပေါ့နော်လေယာတွေလုတ်တယ်လေယာတွေလုတ်တဲ့အတွေ့အကြုံမလို့နော်နေပူမချောင်မှုရမချောင်လို့ရတယ်အဝေးဆိုတဲ့တတေးရဲဝေးပြောလို့လို့မရဘူးအမြဲတမ်းပေါ့နော်မိကြီးတွေပေးမှလို့ရတယ်ငွေမြောက်လားဆိုတော့ရတယ်ဒါပေမဲ့သူတို့ကကြောက်အဲ့မျိုးပေါ့နော်ဘယ်လိုပြောမလဲပင်ပန်းနေပေါ့နော်အလုတ်ကျန်းဆိုတော့ပင်ပန်းနေဝင်ငွေတော့ရတယ်တခါတလေမစားအားလို့ရှင်တော့မစားကိုလဲဆက်ဖို့လာခေါ်ဒါပေမဲ့မစားမတော့မဆဲပတ်ဆံရဒါပေမဲ့မဆဲဘာဖြစ်လဲဆိုတော့ကွာမစားဒီအလုံးနဲ့ဝင်ငွေရှာချင်တာမဟုတ်တဲ့အတွက်ကြောင့်မို့မိစာကမတော်ဘူးပေါ့နော်ဒီကပိတ်ချင် message ကြတော့ကိုကဘယ်လို lifestyle နဲ့ဖြည့်တန်းချီတယ်လဲဘယ်လိုအလုပ်မျိုးနဲ့ဝင်ငွေရှာချင်တယ်လဲဆိုတာကိုတိမှငွေဝေလာမယ်လဲချောင်းကိုတီဆလို့ရမှာမလို့ပြောတာပါနော်